ချစ်တို့ရေဒီနေ့ကတော့စားစရာတွေဝယ်စားမယ်နော်ဒီစားစရာတွေကလူတွေရောင်းပေးတာမဟုတ်ဘူးနော်ပတ်စံထဲလို့ရှိရင်တော့ဆက်တွေသူတို့တွေကိုတိုင်လောက်ပေးတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဆက်တွေရောင်းပေးတဲ့ဆိုင်လေးပေါ့နော်ကဲထူးဆန်းလိုက်တာချစ်တို့ရေအတူတူကြည့်ရအောင်နော်အားလုံးပဲမင်္ဂလာပါချစ်တို့ရေအခုကကြတော့ဆန်းတို့ကစားစရာတွေဝယ်စားမယ်အချိုရည်တွေဝယ်စားမှာပေါ့နော်အချိုရည်တွေဝယ်တောက်မှာပေါ့နော်အခုကလေအခုခေတ်တကတော်တော်မှီရနော်တော်တော်ခေတ်မှီတယ်ဟုတ်လဲဆိုတော့တို့တွေကဝယ်စားတော့မှဈေးသွားကြမလို့တော့ဘူးကွာကိုနေနေတဲ့အခန်းရဲ့အောက်မှာပဲသူကအဲ့မှာပေါ့နော်အဲ့မှာပဲဆိုင်လူလဲစောက်စရာမလို့ကွက်ကိုပဲပတ်စံထည့်ပြီးတော့မှကွက်ကိုသူကဖြော်ရည်ဆိုလဲသူကွက်ကိုသူဖြော်ပေးတယ်မုတ်ဆိုရင်လည်းကိုကြိုက်တဲ့မုတ်ကိုရွေးပြီးတော့မှသူကွက်ကိုသူထောက်ပေးတယ်ကွာအဲ့လေနော်အရင်ထူးဆန်းတယ်လို့ပြောရမှာပေါ့နော်အခုခေတ်ကြီးอ่ะเนาะအခုကကြာတော့ဒီဗီဒီယိုထဲမှာနေဆန်းကဘသူ့ကိုပြစေချင်လဲဆိုတော့တခါမှမမြင်ဘူးတဲ့သူတွေအတွက်ကိုပြချင်ပါတယ်ပေါ့လဲဆိုတော့တော်တော်များများလူငယ်တွေလည်းသိကြမှာပါဒါတွေကဒါပေမဲ့တော်တော်များများဆန်းတို့ရွာလူတွေတခြားရွာလူတွေကလေးတွေအတွက်ပေါ့နော်မမြင်ဘူးတဲ့ကလေးတွေလည်းအများကြီးရှိတယ်အဲအကြောင်းဆန်းနဲ့သူလိုက်ကြည့်ရအောင်လားတော့ဝယ်စားမယ်လားဟုတ်ကဲ့နော်အားလေးကောင်ก็ได้ค่ะအဲ့ဒါလေဒီမှာအချိုရည်ဝယ်မယ်လူမရှိဘူးเนาะဘယ်သူမှစောက်ဆရာဘယ်သူမှမရှိနေဘူးအဲ့မှာကွက်ကိုရွေးပြီးတော့မှသူကွက်ကိုသူဆက်နေပဲသူဖြော်ပေးလိုက်ကဲဒါတွေကထိုင်းစာဖတ်မတတ်လို့ရှိရင်တော့အင်္ဂလိပ်စာပြောင်းပြီးတော့မှကိုကြိုက်တဲ့အချိုရည်ကိုရွေးတောက်လို့ရတယ်ပေါ့နော်ရွေးမှလို့ရပါတယ်ဆိုင်းကကြတော့မီထီတောက်မယ်ခြိုင်ရင်တောက်မှာပေါ့နော်ဒီမှာအေးဆိုရင်တော့40ဘတ်အပူဆိုရင်35ဘတ်ပေါ့နော်ဒီမှာအချိုတွေကအစအချိုအယော့အသင်းအလျှော့ကိုကြိုက်တာကိုယူလို့ရတယ်နော်အချိုများများထည့်လေးရတယ်အချိုလျှော့လေးရတယ်တပူးကိုဘတ်40ပေးရပါတယ်နောက်တော့ကြတော့ဒါပိုက်ယူမှာလားအခွက်ပါယူမှာလားပေါ့နော်အဖုံးမယူမှာလားပေါ့နော်အဖုံးမယူမယ်ဆိုရင်တော့မှတ်ချစ်ပါပိုက်နဲ့ယူမယ်ဆိုရင်တော့ပိုက်နေရမှတ်ချစ်ပေါ့နော်ကဲဒါလေးကိုမှားလိုက်ပါပြီကဲဒါလေးကိုပတ်စံထည့်မယ်နော်ချစ်တို့နော်ဒီမှာပတ်စံငွေသားပေးမယ်ဆိုရင်တော့ငွေသားနေရာနှိပ်မယ်ဒါဘက်40ပေးရတယ်ပေါ့နော်ကဲပတ်စံလေးစထည့်ပါပြီချစ်တို့ရေစမ်းတော့လေဒီမှာနှိပ်လို့အရင်တိတ်မကြွမ်းသေးဘူးပေါ့နော်ဒါမဲ့သူပြောသလိုပဲလိုက်လုပ်လို့ရှိရင်တော့ရပါတယ်လွယ်ပါတယ်ကဲဒါဆိုရင်တော့ခဏစောက်ပြီးသွားလို့ရှိရင်တော့10မိနစ်စောက်ရတာပေါ့နော်ကဲဒီမှာပိုက်နဲ့အဖုံးနဲ့သူအရင်ပေးတယ်ပေါ့နော်ဒါလည်းပိုက်နဲ့အဖုံးနဲ့အရင်ကြပါတယ်ကဲဒါဒီနှစ်ခုကိုယူပြီးသွားလို့ရှိရင်တော့သူဖြော်တဲ့ဟာလေးကိုခဏတော့စောက်ရမှာပေါ့နော်ချစ်တို့နော်ကဲအတူတူစောက်ကြည့်ရအောင်နော်ရင်ခုံနဲ့စောက်ကြည့်ပါနော်သူထွက်လာမလားမလာဘူးလားဆိုတာလေးကိုချစ်တို့ရေအတူတူကြည့်ရအောင်နော်ဒါတော့သူဖြော်နေပြီနော်အထဲမှာသူဖြော်နေပြီလူလည်းမရှိဘူးနော်တော်တော်ထူးဆန်းတာပဲသူဖြော်နေတော့ပဲလုံနေပဲ order next street ဟုတ်တယ်ဒါတော့90စက္ကန့်စောက်ရမယ်ဒါအထဲမှာသူဖြော်နေပြီပေါ့နော်အထဲမှာသူဖြော်နေပြီဒါကတော့ပိုက်နဲ့အဖုံးနဲ့သူရင်ပေးတယ်ဒါတော့ order next street သူကတော့နောက်ထပ်မှာလာပေါ့နော်ဒီမှာနောက်ထပ်မှာလာပေါ့နောက်ထပ်မှာလို့ရှိရင်ဒါလေးနိုင်ရတယ်เสียงဘူးမเสียงไม่ได้ป่ะมองเกตมามันจะมองเกตมามันจะได้ก่อนมันလေဒါတော့ထပ်မှာလို့ရှိရင်ဘုံမကစ်မှာเดี๋ยวယူအောင်လို့လားပြီးမှယူမှာလေပြီးမှယူမယ်လေမဆော်နေပြီထလာပြီဝါเก็บขนาดนั้นโอ้โหก็อย่าအဆိုရပါပြီဒါတောက်ကြည့်မယ်နော်มาหากรอบเลยครับเลยโอ้กดအရင်ကောင်းတယ်ကြည့်ပါဦးဘယ်လောက်ထိခင်မီလဲကွာဒါခလေးတို့အကြိုက်ပေါ့နော်ကိုရွာမှာဒီလိုမျိုးတာရှိလို့ရှိရင်တော့ share ပဲနော်လူတရားမှစောက်ဆရာမလို့ထဲမှာကွက်ကိုပဲဒီမှာရသွားပြီလူလည်းမရှိဘူးထဲမှာနော်လူလည်းမရှိဘူးနော်လူအထဲမှာပေါင်းနေလားမသိဘူးအဲ့ဆိုတော့နောက်ထပ်မှာရအောင်โอเคကဲအခုကတော့ငမဲမလေးအတွက်ကိုသူကကြတော့ coffee ချင်းလေးတောက်မှာပေါ့နော်သူကတော့ဒီတံပရာသီးနည်းနည်းပါတဲ့ဟာလေးကိုသူတောက်မှာပေါ့နော်ဒါလေးကိုသူအတွက်သူမှာလိုက်ပါတယ်ကဲတဲလေးကိုနော်ဒါကိုတစ်ခွက်30ဘတ်ပေးရပါတယ်ဒီလိုမျိုးဆက်နဲ့မှာတောက်လို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေတယ်နော်ချစ်တို့ရေမဟုတ်လဲဆိုတော့ကိုကအကြားနည်းနည်း short ခိုင်းလေးရတယ်များပို့ခိုင်းလေးရတယ်ပြောရမယ်ဆိုရင်တော့အာနာဆရာမလို့ကွယ်အပြင်ကဆိုင်ရှင်ရှိလို့ရှိရင်တော့မှဆိုင်ရှင်နဲ့အာနာရတယ်လေဆိုင်ရှင်ကိုတကြား short ခိုင်းလိုက်ပါလိုက်ခိုင်းလိုက်ဆိုရင်တော့အာနာရလေဒါဆိုရင်တော့ဆက်နဲ့ဆိုရင်တော့ကိုယ်ကဆဲလို့မရဘူးဆိုတော့ကိုကြိုက်တာကိုအတင်း short လောက်ခိုင်းလို့ရတာပေါ့နော်โอเคเชียร์ပါ
သူစောက်ကြမလို့အဲသူ့ဘာသူလောက်ပြီ တို့တွေအချိုရည်မှာတောက်ပြီးွားပြီးဆိုရင်တော့တို့တွေကဈေးထွက်ဝယ်မယ်နော်လာခဲ့ဈေးထွက်ဝယ်မယ်ဈေးထွက်ဝယ်တယ်ဒီမှာလူမရှိဘူးကွက်ကိုကြိုက်တော့ဝယ်လို့ရတယ်ပတ်စံထည့်ပြီးတော့မှကိုကြိုက်တယ်ကိုယူလို့ရတယ်နော်ကိုကြိုက်တဲ့ဟာသူပေးယူတယ်ပေါ့နော်အထက်မှာဘာမှမရှိလူလည်းမရှိလူမှမရှိဒါတို့ရဲ့ဈေးပေါ့ကွယ်ကဲအဲ့ဆိုဒီမှာရွေးရအောင် อย่าปล่อยมา ရွေးပေါ် บากไอ้บากไอ้ เอาภาษาอังกฤษဒီမှာအင်္ဂလိပ်စာရေးလို့ရှိရင်နော်အင်္ဂလိပ်စာပြောင်းလို့ရတယ် เอ็นสิဒါကတော့အကင်တွေပေါ့နော်အကင်တွေရှိတယ်အစုံရှိတယ်ဒါယူမယ်ဒါကတော့50တက်ဒါယူတာနှိပ်မယ် crash နိုင်ရအယောင် น่าจะ ကဲချစ်တို့ရေခုကတော့ဆန်တို့ကဟိုဟာကြက်မောက်ရိုးကိုမှာစားမှာပေါ့နော်ကဲပတ်စံလေးကိုစထည့်တော့မယ်ကဲပတ်စံထည့်ပါပြီကြက်မောက်ရိုးတပူးကိုဝယ်စားမှာဖြစ်ပါတယ်ကဲခဏစောင့်ရမယ်နော်ဒါလေးကိုအတူတူကြည့်ရအောင်တဲလေးတို့နော်သူကဘယ်လိုလောက်ပေးရလဲဆိုတော့အတူတူကြည့်ရအောင်နော်ဒီမှာမှန်ပေါင်တဲ့ကနေပြီးတော့မှကြည့်လို့ရပါတယ်တဲတို့နော်မြင်နေရတယ်ပေါ့နော်ဒါဆိုရင်တော့ကိုယူမဲ့ဟာလေးကိုသူကတော့ယူပေးပြီနော်ဒါကတော့သူတို့ဆက်နေသူတို့နဲ့ပဲကွက်ကိုယူပေးတယ်။အော်ကြာလာပြီမိုက်နေရောပဲကြည့်ပါဦး။ဒါကတော့သူယူပေးပြီးပြစီတော့အောက်ကကိုယူရမှာပေါ့နော်။ तू ကအောက်ကနေသူချပေးတယ်ပေါ့။အဲ့မှာဝင်နှိုင်းယူရောင်ပဲတဲလို့ကြည့်နော်။အာရလာပါပြီ။ဟဲမိုက်တာပဲဒါကတော့အကျွေတွေပေါ့နော်။သူတို့ပတ်စံပြန်အမ်းပေးရမယ်အကျွေတွေပေါ့နော်။ဒီအောက်ပိုင်းဟာဒီအောက်က तू ကပတ်စံပြန်အမ်းပေးတယ်ကြည့်ပါအောင်တဲလို့ရေသူဆန်းလိုက်တာနော်။အကျွေအမ်းတော့မှသူတို့လူအမ်းဆရာမလူနဲ့အမ်းဆရာမလို့ကွယ်။ဘလောက်အမ်းရမှာလဲဆိုတာပြောရမယ်ဆိုရင်တော့သူတို့ဆက်နေပဲဆက်ရောက်လူသားလို့ပဲအထဲမှာပေါ့နော်ဒါကတော့အကျွေတွေကြည့်ပါအောင်အကျွေတွေသူတို့ပြန်အမ်းပေးရနော်ဒီမှာအရမ်းမိုက်တာပဲခုနကတော့မှားထားတယ်ကြက်မောက်ရိုးတော့ရပါပြီကြက်မောက်ရိုးလို့ခေါ်မှာပေါ့နော်ဒါလည်းရပါပြီဒီမှာကတော့နောက်ထပ်ဝယ်မယ်နော်ပါဝယ်ရမှာလဲဆိုတော့ဒီမှာကတော့ဒီအထဲမှာကြည့်လို့မရအစုံရှိတယ်ပါဝယ်ရမှာလဲဆိုတော့အိုးရှိဝယ်မယ်အိုးရှိဝယ်မယ်နော်အိုးရှိဝယ်မယ်ဒီမှာအိုးရှိရတော့25ပတ်ဝယ်မယ်ပြီးတော့လို့ရှိရင်ဒီမှာငွေထည့်မယ်ပတ်စံထည့်မယ်25เปนาမယူဘူးသူမယူလားဟဲလဲနေရောကျသူပတ်စံမပေးရသူမယူလဲဟိုကိုပုံသူမယူသူကပတ်စံအရွက်နဲ့မှယူတာလားအကျွေကမယူဘူးကွယ်ဘလို့မသားသူတို့ပေးတဲ့ပတ်စံတွေပဲမယူဘူးတဲ့အစမဝယ်တော့ကွာဒါတဘူးပဲဝယ်တော့မယ်ကန်ဆယ်ဝယ်တော့ကန်ဆယ်လုပ်လိုက်မယ်ဆိုတော့တို့တွေကအချိုရည်နှစ်ပူးနဲ့ဒီရိုးထောက်လေးကိုပဲဒါပဲရတယ်မှားလိုက်တယ်ဝယ်လိုက်တယ်ပေါ့နော်ခုနအထက်မှာပို့တော့ကတော့ဒီမှာဆန်းတို့ကဘန်းငွေ1000တန်မရှိလို့ဆိုတော့မအန်းတော့ဘူးကွယ်သူတို့ပေးတဲ့အကျွေသူတို့မယူဘူးတဲ့ဆိုတော့မဝယ်တော့ဘူးเนาะကဲတော်ထူးဆန်းတယ်เนาะခုခေတ်ကြီးမှာเนาะလူလည်းမရှိဘူးစဉ်းစားကြည့်ကွယ်လူတယောက်မှမရှိဘူးအဲထဲမှာကိုကြိုက်တာကိုဝယ်ပြီးတော့ကွက်ကိုသူဖြော်တယ်ကွက်ကိုသူပေးတယ်ကွယ်ဟိုဖြော်တဲ့ဟာပုံမိုက်တယ်ဖြော်တဲ့ဟာပုံမိုက်တယ်เนาะဒီမှာဖြော်တဲ့ကောင်ကကျတော့နာမည်ကြီးပဲတောက်ပင်းဖြော်တဲ့ဟာဒီ brand ကနာမည်ကြီးပဲတောက်ပင်းအပူလေးရအေးလေးရတယ်ထဲအပူလေးရအေးလေးရတော့ coffee တောက်လို့ရတယ်တို့ရွာဆိုင်ဆိုရင်တော့တို့ရွာဆိုင်တော့မဟုတ်လေတို့မြင်နေကြဝယ်စားနေကြကြတော့လူဖြော်ပေးပြီးမှကိုတောက်ရတယ်ဒါကကျတော့ကိုစိတ်ကြိုက်ကိုနှိုက်ပြီးတော့မှပောက်ကွယ်အထက်ဆက်ပဲဖြော်ပေးရမိုက်တယ်နော်ဘာပြောမတွေ့ဘူးတဲ့သူတွေကိုမြင်သွားရတယ်ပေါ့ကွယ်နော်โอเคကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်နောက်မှဆက်စားမယ်